ပြုတ်ဝဲရေကန်လို့အမည်ပေးထားတဲ့ Secret Lake ရေကန်စီခြေလျင်တောင်တဲ့ခရီးသွားကြမယ် CERET နဲ့ဇလုံးပေါင်းမိမယ်လို့ SERET Secret ဆိုတဲ့အတန်ထွက်တာကြောင့်ပြုတ်ဝဲရေကန်လို့ခေါ်ကြတယ် Noခြေလျင်တောင်တဲ့ခီးတစ်လျှောက်အလွန်လှပတဲ့ဗန်းမျိုးစုံနဲ့အမွှေးနှံပြင်းတဲ့ဆေးဘက်ဝင်အပင်ငယ်လေးတွေမြောက်များစွာတွေ့ရတယ်။တောင်ပေါ်မှာစင်လို့ရှိတော့မယ်မျက်စိတစိုးရှိတဲ့ဗန်းကြီးကိုကြည့်ပြီးလမ်းလျှောက်ကြရတာစိတ်ကြည်နူးစရာပါခြေလျင်တောင်တဲ့ခရီးရဲ့အစပိုင်းမှာစမ်းကြောင်းလေးတွေဗန်းကြီးတွေခင်းယူတော်ရန်တွေကို15မိနစ်လောက်ရှောက်လို့ဖြတ်ကျော်ပြီးရင်တော့ကြောက်တောင်ကြီးတစ်ခုကိုစပြီးတော့တက်ရပါတော့တယ်ကြောက်တောင်ကြီးကမွေလိမ်မွေခောက်လမ်းတွေနဲ့ဖောက်ထားတာပါဟယ်လိုကြောက်တောင်ကြီးတဝက်ကျော်လာချိန်မှာတော့နန်းနဲ့ပြင်းနေရောင်ကြီးရဲ့ရေလုံးကြီးကိုကျွန်တော်တို့စတင်တွေ့လိုက်ရပါပြီအခုတက်နေတဲ့ကြောက်တောင်ကြီးရဲ့ထိပ်မှာပြုတ်ဝဲရေကန်လို့ခေါ်တဲ့ Secret Lake ရှိပါတယ်ကြောက်တောင်ထိပ်ရောက်တာနဲ့ပြုတ်ဝဲရေကန်ကိုဝါးကနေမြင်လိုက်ရပါတယ်ဝါပင်လေပြင်းရေမျက်နှာပြင်အထက်ပြည်ပေါင်း9825ပြည်နဲ့တောင်ထိပ်ပေါ်ကရေကန်တစ်ခုဖြစ်ပါတယ်ဒီမှာဒီမရှိတာကြာအောင်လက်စော်ကြီးလာတယ်ဟဲ့အဲ့ရထားတာ4နိုင်လောက်ထားဒီနိုင်တော့ကောင်းပါလားတက်ကြည့်ရဟုတ်ကဲ့ဒီနိုင်ရေကကြည်စိမ့်နေတာဟိုးရေအောက်မှာရှိတဲ့ကြောက်တုံးတွေဟာစာမြင်နေရတယ်။ရေကန်ရဲ့ဘယ်ဘက်ကိုအရင်ဆုံးရှောက်ကြည့်ကြတယ်။ကျွန်တော်တို့ဓာတ်ပုံတွေရိုက်ကြတယ်ကျွန်တော်တို့တောင်ထိပ်ရေကန်စီရောက်တဲ့အချိန်ကမနေ့9နာရီကြော်လေးလောက်ပဲရှိပါသေးတယ်အဆင်းကတော့မမောဘူးလေသူအဆင်းတက်တယ်
နဲ့နေရောင်ကြီးနဲ့အတူရေကန်ရဲ့ညာဘက်လမ်းကြောင်းကိုလည်းရှောက်ပြီးတော့ကျွန်တော်တို့ကြည့်ခဲ့ကြပါသေးတယ်နာနဲ့ခင်းနေထွက်ချိန်ရေကန်ကြီးရဲ့လှပတဲ့သဘာဝရှုခင်းကိုအကြီးဆွဲနေသူတချို့လည်းတွေ့ခဲ့ရပါတယ်။နာနဲ့ခင်းနေရောင်ကြီးထဲမှာရေကောင်းလေလန့်ရှုရင်းဒီကျင်ငံလုပ်ပြီးတော့မနဲ့စာအနားယူစိတ်ကြည်လင်အောင်နာနဲ့ခင်းရဲ့ရှုခင်းနေတဲ့အတူရေကန်ကြီးရဲ့အလှပတွေကြည့်ပြီးတော့မှကျွန်တော်တို့တောင်ပေါ်ကပြန်ဆင်းခဲ့ကြပါတယ်။တောင်ပေါ်ကပြန်ဆင်းချိန်မှာတော့နာနဲ့ခင်းနေရောင်ကြီးကကြောက်တောင်ကြီးတစ်ခုလုံးကိုလွှမ်းခြုံထားလို့နေပါပြီ။အချိန်ကနာနဲ့9နာရီမတိုးသေးပါ။နေထွက်ချိန်နဲ့ချိန်ကြိုက်ပြီးလာတဲ့ခြေလေတောင်တဲ့ခရီးသွားတွေကတော့အခုမှပို့ပြီးတော့များလာပါတယ်။အတက်ခရီးကမိနစ်30လောက်ကြာပြီမယ်လို့အစင်းမှာကြာတော့မိနစ်20လောက်ပဲကြာပါတယ်ကလေးငယ်လေးတွေကိုစီနဲ့ခြေလျင်တောင်တဲ့ခရီးလာကြတဲ့မိသားစုတချို့ကိုလည်းတွေ့ကြရပါတယ်တဘာဝပန်းရင်းတွေနဲ့ကြည်နူးစရာကောင်းတဲ့ခရီးပါThat inexpensive. I got a whole hat. မြေထွက်ချိန်မှာမြင်နေရတဲ့သဘာဝပန်းရင်းတွေရဲ့အလားအကြီးစီးချေထားတယ်ပါပဲကားပါကင်ကိုလမ်းမြင်နေရပါပြီကားပါကင်နာက campground area မှာမိသားစုတွေတင့်ထိုးပြီးတော့အနားယူအပန်းဖြေမနေ့စာစားနေကြတာကိုလည်းတွေ့ရပါတယ်ခင်းယူတော်ရန်တဘာဝဆန်းတဲ့လမ်းဆန်းဆိုပြနေတဲ့ပန်းကင်းတွေရှုခင်းတွေကြည့်ပြီးခြေလင်တောင်တဲ့ခရီးသွားရတာစိတ်အမောလဲပြီးလူလဲကျမ်းမှာကြည်နူးစရာပါ